ဟုတ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီမှန်လေးကိုပြန်မယ်ဒီမှန်လေးကဘာလဲဆိုတော့ကျွန်တော်မှတ်ပုံနေဘောနော်ဒီငယ်စရာဖြည့်သွင်းနေမှာသူကဘာတွေလိုအပ်လဲမှတ်ပုံနေလေးလှုပ်ရှင်လို့ရေးထားတာပေါ့ဗျာဘာတွေလိုအပ်လဲပြောပြပါလားဗျာတဲ့မွေးကနေကအေရီယာတိုင်းကပါဘောနော်ရန်ကုန်ရောက်တော့တကောင်စင်းကောမွေးစင်းကောအကုန်မှုန်တိုင်းနဲ့ပါသွားလို့ဆိုတော့ကျွန်တော်2008နာဂေတုံးလို့ထင်တယ်ဒါဟုတ်ပြီထားပါဒီလေးကဲဘောနော်ဒီရန်ကုန်မှာအိမ်အောင်စုရန်ကုန်အိမ်အောင်စုတစ်ခုတည်းကိုဝင်ပြီးတော့ဒီလေးမှတ်ပုံနေရိုက်မယ်ဆိုလို့ရှင်တော့ရတော့ရတယ်ဒုတ်ပင်မဲ့ဘာတစ်ခုဖြစ်နေလဲဒီလေးကဟိုဘက်က ARD ဘက်ကပေါ့နော် ARD ဘက်ကအိမ်အောင်စုမှာဝင်လာတာရှိလားအဲ့ဒါအဓိကအရေးကြီးပါတယ်အဲ့အိမ်အောင်စုကဝင်လာတာမရှိဘူးဆိုလို့ရှင်တော့နော်ရန်ကုန်ရဲ့ကိုယ့်ရဲ့ဟိုဒီဆွေမျိုးတူပေါ့ဆွေမျိုးအရင်ချာနော်ဆွေမျိုးအရင်ချာတူရဲ့အိမ်အောင်စုရတယ်ဝင်လို့ရပါမယ်ဝင်တော့မှယူဒီတိုင်းဝင်လို့မရပါဘူးပြီးကြချင်းဆိုတော့ဟိုဘမိဘတွေရှိလို့ရှိရင်မိဘရဲ့ထောက်ခံချက်တွေလိုပါမယ်ဆိုတော့မိဘမရှိတော့ဘူးမိဘဟိုတက်ချစ်တင်ကြမရှိတော့ဘူးဆိုရင်ဘာလို့လဲဆိုတော့ဒီသုံးချောင်းလက်မှတ်တို့နာရေးဖိတ်စာတို့ပြီးအဲ့လိုမျိုးပေါ့နော်ဒီဒီဘယ်လိုအထောက်ထားလေးလို့အဲ့ဒါပြီးလို့ရှိရင်ညီလေးအထက်မှာပြီးကြချင်းဘသူရှိလဲရှိတဲ့သူတယောက်ရဲ့ထောက်ခံချက်လို့ထောက်ခံချက်ပါမှသူကအဲ့အိမ်အောင်စရာတွေကိုဝင်လို့ရတာပါနော်အဲ့ဒါတစ်ချက်အဲ့ဒါဘယ်လိုဟိုညီလေးရဲ့အိမ်အောင်စရာတွေဘယ်လိုရှိလို့ရသိလို့ရမလဲဆိုရင်ညီလေးရဲ့အဖေအမေနာမည်ပြီးကြအဖေအမေရဲ့မှတ်ပုံနဲ့နံပါတ်တွေပေါ့နော်အဖေအမေရဲ့မှတ်ပုံနဲ့နံပါတ်တွေနဲ့ဆိုလို့ရှိရင်ညီလေးကဘယ်လိုပြောမလဲဟိုနော်ဘယ်အိမ်အောင်စရာထဲမှာအမျိုးဝင်နေလဲပေါ့နော်အဲ့လိုမျိုးအိမ်အောင်စရာထဲမှာရှိမရှိဘူးအဲ့လိုသက်ဆိုင်ရာလောက်ဝကားတွေမှာနော်အခုတောင်းပြီးတော့စစ်ခိုင်းလို့ရပါတယ်အဲ့နော်အဲ့ဒါလေးကတစ်ချက်အဲ့လိုမျိုးပေါ့ညီလေးကအိမ်အောင်စရာတွေဝင်နေဆိုလို့ရှိရင်ဒီဘက်ရန်ကုန်မှာထပ်ပြီးတော့ဝင်လို့မရပါဘူးအိမ်အောင်စရာတွေကိုဝင်လာပြီးသားလူကတစ်ဖက်ကနောက်ထပ်မှတ်ပုံနေမရတယ်လို့မှတ်ပုံနေရိုက်ရှင်တဲ့ဘောနဲ့အဲ့လိုသွားပြီးဝင်လို့မရပါဘူးအဲ့ဒါလောက်ဝကနေမှလက်မခံပါဘူးเนาะကဲဟိုဘက်မှာလုံးဝညီလေးဝင်ထားတာမရှိဘူးဆိုလို့ရှင်တော့ဝင်လို့ရပါလိမ့်မယ်အဲ့ဒါတော့မှရိုးရိုးဒီတိုင်းပေးမဝင်ပါဘူးအဲ့လိုအထောက်ထားတွေအများကြီးလိုပါတယ်လက်ရှိရန်ကုန်မှာဆိုရန်ကုန်မှာဘယ်မှာနေလဲရန်ကုန်မှာနေတဲ့ရက်ကွက်ထောက်ခံစားရဲစခန်းထောက်ခံစားပြီးကြဟိုတကောင်စင်းပေါ့เนาะအပြီးကြညီလေးရဲ့မွေးစင်းအပြီးကြအဖေမေရဲ့မှတ်ပုံနေမွေးရင်းပိတ်တူလိုပါတယ်ပြီးကြလို့ရှိရင်အဲ့ဆိုနာပြောလို့မိဘတွေမရှိတော့ဘူးဆိုရင်မိဘတွေမရှိကြောင်ပြောဆိုရနာရေးဖိတ်တာတွေရှိမယ်တေးစင်းတွေရှိမယ်ပြီးကြရင်ဒီဘယ်လိုတခြားဟိုမိဘဟိုဖြစ်တဲ့ထောက်ခံချက်တွေလိုမယ်ပြီးကြလို့ရှိရင်မိဘရှိသေးတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီလေးကိုအိမ်အောင်ရတဲ့ထုတ်ပြီးတော့မှဒီဘက်ကရန်ကုန်အိမ်အောင်ရတဲ့ကိုဝင်မှအိမ်အောင်ပုံစံတစ်စစ်အထွက်လိုပါတယ်ပုံစံတစ်စစ်အထွက်ပါမှရန်ကုန်ရဲ့အိမ်အောင်ရတစ်ခုတည်းကိုဝင်လို့ရပါမှာအဲ့လိုရန်ကုန်နဲ့အရောက်တန်းဒီနေ့လေးပဲတိတ်အဝင်းမှမဟုတ်တာသွားလိုက်ပါနော်အဲ့လောက်ကြီးလဲဘာမှလည်းမခက်ပါဘူးအဲ့လိုပေါ့တခြားဟိုပါပေါ့နော်အဲ့လိုပြန်မှုအခက်အခဲရှိတယ်ဟိုဖြစ်တဲ့တရားဖြစ်တယ်ဆိုရင်ဘယ်လိုပြောမလဲအဲ့ဟိုဘက် ARV ရှိတဲ့ဟိုပါပေါ့နော်ဒီမိဘညီကောင်မတို့တူအဲ့လိုညီလေးအိမ်အောင်စုအပြောက်ကိုအရင်ဆုံးပြန်လျှောက်လိုက်ပါလျှောက်ပြီးလို့ရှိရင်ညီလေးကိုပြန်ပြီးတော့ဘယ်လိုပြောမလဲညှိနှိုင်းဘယ်လိုညှိနှိုင်းပြပြနေလဲရတယ်ပုံစံတစ်စက်အထွက်နဲ့လည်းရနိုင်ပါတယ်ညီလေးနော်